同学们，大家好，欢迎来到福汉语网的课堂。我们今天学习什么内容呢？跟老师一起来看一看。就是这三个的，然后第动物讲目标没，然后动物这种也咱说噶不露出来咯。第一，然后拼音也没错，喏，对吧？第一的都会出来啦。ဒီသုံးခုအကြောင်းမလို့ဒီသုံးခုကိုဘာတက်လဲဆိုတာကိုရအောင်လို့ဆိုတော့ဘယ်လိုခေါ်လဲပေါ့နော်အဲ့တော့ပထမတစ်ခုအကြည့်အောင်ပထမတစ်ခုကဘယ်ဘက်ကပါလိတော့ပိုင်း色的ပိုင်းဖြူရောင်ရဲ့ပိုင်းညာဘက်ကကျတော့勺子的勺နော်勺子ဆိုတာဇွန်是ထမင်းဆိုင်တုံးနဲ့ဇွန်နော်အဲ့တော့ပိုင်းနဲ့勺နဲ့ဟန်စင်ကိုပေါင်းထားတာအဲကြောင့်မလို့ဒီတက်ကိုခေါ်လို့ရှိရင်တော့ပိုင်းဆောင်တက်ဆိုပြီးတော့မှခေါ်လေးရှိတယ်အဲ့တော့ဒီဒုတိယစကားလုံးအစိမ်းရောင်လေးတဲ့ဟာလေးကြတော့ဒီပူဆုံလေးကိုရွှမ်းရိန်ဖောင်လို့ခေါ်တယ်နော်ဟုတ်လားပူဆုံလေးတိုင်းကျောင်းသားလေးဆိုရင်ရှင်းနေမယ်ထင်တယ်နော်ရွှမ်းရိန်ဖောင်ရွှမ်းရိန်ဖောင်လို့ခေါ်တဲ့အတွက်ကြောင့်သူကကြတော့ရွှမ်းရိန်ဖောင်တက်ပေါ့နော်အဲ့တော့နောက်ဆုံးတတိယတစ်ခုကကြတော့ဘယ်ဘက်ကဟာထူညာဘက်ကဟာရေအဲကြောင့်မလို့သူကကြတော့ထူရဲ့တက်ဆိုပြီးတော့မှခေါ်တယ်နော်ထူရဲ့တက်ဆိုပြီးတော့မှခေါ်တယ်အဲကြောင့်မလို့ဒီမှာတက်ဒီသုံးခုနော်အဲ့တော့ဒီဟာလေးကိုဒီနေ့တော့ဆိုတာအကြမ်းမြင်လေးဘယ်လိုလေးတွေသုံးလဲဆိုတာကိုပြောပြပေးမယ်နော်တရုတ်ဆရာမကြီးတော့ပြောကြဟာလားဒီတက်သုံးခုကိုဒါကိုကဟန်တရုတ်စာလေးလာနေတဲ့လူတယောက်ပေါ့နော်သူဝိုင်းဟန်ယူလေးလာနေတဲ့လူတယောက်နေနဲ့ဒါတက်သုံးခုကိုကျွမ်းကျင်ပြီဆိုလို့ရှိရင်ကျွမ်းကျင်တဲ့လူကဟာလားနော်တရုတ်စာရဲ့ဒီငါးဘုံတစ်ပုံလောက်ပေါ့နော်ငါးဘုံတစ်ပုံလောက်ကိုတော့ကျွမ်းကျင်ပြီလို့ပြောလို့ရတယ်ဟဲ့လားနော်အဲ့တော့ဒီနေ့ဒီတက်လေးကိုပိုင်အောင်လေ့လာကြမယ်ဟဲ့လား好那我们话不多说了首先来看白勺的လေးကြည့်အောင်အဲ့တော့白勺的လေးကဘယ်လိုသုံးလဲဆိုတော့သူ့ရဲ့အနောက်မှာ noun သုံးတယ်လို့မှတ်ထားမယ်နော်名词它的后面一直都有名词နော်သူ့ရဲ့အနောက်မှာ noun ရှိရမယ်လို့မှတ်ထားမယ်နော်အဲ့တော့ရှိမှပြောသလိုသူမှာတခြားအသုံးတွေလည်းရှိတော့ရှိသေးတယ်ပေါ့နော်ခုနပြောတဲ့ရွှမ်းရိန်ဖန်တွေထူးရဲ့တက်တွေမှာလည်းတခြားအသုံးလုံးတွေလည်းရှိတယ်လို့တခြားအတန်ထွက်တွေလည်းရှိဟဲ့လားဒါပေမဲ့ဒီနေ့ကတော့ဆိုတော့သူတို့သုံးခုရဲ့ difference ပေါ့နော်ချွီးပြေကွာခြားချက်ကိုပဲပြောပြပေးမယ်နော်အဲ့တော့ပထမအဦးဆုံးဒီပိုင်းဆောင်တက်ကတော့နောက်က名词ဆိုတာက noun နော်အဲ့တော့ noun တွေထည့်တယ်လို့မှတ်ထားမယ်ဘာကြောင့်လဲဘာကြောင့်အနောက်ကဟာဝဲမှတ်လဲကြည့်အောင်နော်我的手机ကျွန်တော်ရဲ့ telephone နော်北京的风景北京မြို့ရဲ့ရှုခင်းတွေเนาะ漂亮的花လှပတော့ပန်းကလေးเนาะ喜欢的衣服ကျွန်တော်ကြိုက်တဲ့အင်ကြီး这是我喜欢的衣服เนาะ新买的自行车အသစ်ဝယ်တဲ့စပိတ်เนาะအဲ့တော့ဒီမှာကြည့်အောင်ဆိုတော့ရဲ့အနောက်က手机风景花衣服自行车都是什么对名词 noun လေးကြီးပဲဟုတ်တယ်မလားဒါပေမဲ့တက်ရဲ့ရှေ့မှာじゃဘာတွေသုံးလို့ရတော့我ဆိုတာဒီ pronoun เนาะ我你他နံစားတွေဟဲ့လား pronoun တွေသုံးလို့ရတယ်အဲ့တော့ပေကျင်းဆိုတာဘာကြီးတော့ noun ပဲဟဲ့လားเนาะဒီနေရာမှာလည်းတကယ်လို့ noun ပြောချင်တယ်妈妈的手机เนาะ爸爸的衣服ပြောလို့ရတယ်ဟဲ့လားအဲ့တော့ noun plus noun အဲ့တော့ရဲ့ရှိမှာ noun လည်းထားလို့ရတယ်အဲ့တော့漂亮ဆိုတာဘာလေးတော့对形容词 adjective เนาะအဲ့တော့ရဲ့ရှိမှာ adjective လည်းထားလို့ရတယ်喜欢ဆိုတာဘာတော့ verb เนาะအဲ့တော့ရဲ့ရှိမှာ verb တွေလည်းထားလို့ရတယ်နောက်ဆုံးတစ်ခု新买ဆိုတာကြတာ verb ရော noun adjective တွေရောပါသွားပြီဖြစ်တဲ့ကြောင့်ထားအောင်ကြတော့ verb phrase လို့ခေါ်တယ်ပေါ့နော်ဒီဥစ္စာမှာဟဲ့လားစကားစုလေးဖြစ်သွားပြီเนาะအဲ့တော့ဒီလိုစကားစုတွေလည်းထားလို့ရတယ်အဲ့ဒါကြောင့်မို့လို့老师ကခုနကပြောတယ်ဒီပိုင်းဆောင်တက်ကိုဘာလို့ဝဲမှတ်မလဲသူရဲ့အနောက်မှာ它的后面就一直有名词 noun ရှိရလို့ဝဲမှတ်မယ်ဘာကြောင့်တော့သူရဲ့ရှေ့မှာ adverb ကလွဲပြီးတော့ကျန်တာတွေအကုန်ထားလို့ရတဲ့အတွက်ကြောင့်မို့လို့သူရဲ့အနောက်က noun ရှိရဆိုတာလေးကိုမှတ်ထားမယ်เนาะโอเคအဲ့တော့ဒါက老师ကမြင်တာအောင်လို့စကားစုလေးတွေပဲပြောလိုက်တာဒါလေးတွေကိုကိုဖာတာကို sentence လေးတွေဖွဲ့ကြည့်လို့ရတယ်ဟဲ့လားเนาะဥပမာ老师ခုနပြောသလိုเนาะ这是我最喜欢的衣服这件衣服这是我最喜欢的衣服ပြောလို့ရတယ်ဟဲ့လား这是爸爸给我新买的自行车ဒီလိုလေးကို sentence လေးတွေပို့ပြီးရှင်းတော့အောင်ဖြည့်ကြည့်ပေါ့เนาะဆိုရင်ပထမအဆုံးပိုင်းဆောင်တဲ့နားလည်မယ်เนาะအဲ့တော့ဘယ်လိုမှတ်ထားမလဲသူရဲ့အနောက်မှာ它的后面一直有名词သူရဲ့နောက်မှာ noun ရှိမယ်လို့မှတ်ထားမယ်เนาะ好那我们继续看第二个是双人盆的双人盆的我家ဘယ်လိုမှတ်မလဲအဲ့တော့သူကတော့အသုံးလေးနည်းနည်းပို့ပြီးတော့များတယ်ဆိုတော့ HSK 2級နဲ့3級မှာပါခဲ့ပြီလေဟဲ့လားအဲ့တော့2級မှာတော့ပထမဆုံးပါတာပါလေ动词的形容词เนาะ verb 的 adjective ဆိုပြီးတော့မှာပါခဲ့တယ်အဲ့တော့ဘယ်လိုမျိုးလေးလဲကြည့်အောင်ဟုတ်လား笑得很开心ဥပမာ做得好吃写得很快是吧然后 verb 的 adjective နေနဲ့သုံးခဲ့ဟဲ့လားပြီးရင်နောက်တစ်ခုကကြတော့ဆို HSK 3级3级ရောက်တော့ reserve ပုံစံ2级မှာလည်းပါတယ်ဟဲ့လားနော် reserve ပုံစံလေးနေနဲ့သုံးတယ်听得见ကြားရတယ်ဟဲ့လားဥပမာအခု老师စကားပြောနေတဲ့同学们听得见吗听得见看得见老师吗对也是看得见是吧ခါလေးကြာရင်老师က video ပိတ်ထားတယ်အဲ့ဆိုရင်ဘာဖြစ်တော့看不见မမြင်ရဘူးเนาะအဲ့တော့နောက်က reserve နဲ့လိုက်တယ်เนาะအဲ့တော့ verb ရှိတယ်ပြီးရင်ခါတလေကြာရင်ဒီ verb နဲ့တွဲပြီးတော့ကိုက object လေးထည့်ရတာမျိုးလေးရှိရဟလားဥပမာ说汉语说ဒါဆိုလို့ရှိရင်verb ကလေးကိုနောက်ထပ်တစ်ခေါက်ပြန်ထည့်ပြီးဘာကြောင့်လဲခုနကတော့老师တို့ပြောထားတယ်双人盆的ဒီသူရဲ့ရှိမှာပါရှိရမှာတော့对动词 verb ကရှိရမယ်ဟဲ့လားအဲ့ဒါကြောင့်မို့လို့ဒီ verb လေးကိုပြန်ထည့်ပေးရတယ်เนาะ
တကယ်လို့တချို့verb တွေကြတော့တချို့ verb plus object တွေကြတော့ဒီ verb ကိုထည့်စရာမလိုဥပမာအခုလောက်ရှိရေးထားသလိုမျိုးပေါ့နော်他汉语说的非常流利သူတရုတ်စကားပြောတာအရင်ကိုချောမွေ့တယ်ဟဲ့လား fluent ဖြစ်တယ်ဒီလိုပြောလို့ရတယ်ဟုတ်လားနော်အဲ့တော့ show ပထမ show မပြောချင်ဘူး show ကို的ရဲ့ရှင်မှာထည့်လို့ရတယ်တချို့စကားလုံးတွေကြတော့ဥပမာယုံလို့စလုံးမျိုးဆိုရင်ခွဲလို့မကောင်းဘူးဟုတ်လားနော်အဲ့တော့他有的လို့ပြောလို့မရဘူးဟုတ်လားတော့他有的三点水စလုံးပြောင်းနေ了是有的လို့သုံးရမယ်ဟဲ့လားနော်他有的非常快သူရှိကူတာတိတ်မြန်နေဟဲ့လားနော်အဲ့တော့တချို့စကားလုံးလေးကြတော့ဒီအရှိက verb ကိုဒါမျိုးဆိုရင်ဒီလိုမျိုး verb တွေဆိုရင်ဒါပြန်ထည့်ပေးရတယ်ဟဲ့လားနော်အဲ့တော့တချို့ verb တွေကြတော့ဒီလိုဥမာတစ်ခုလိုမျိုးဆိုရင်ထည့်ကြရမလို့နော်ပြီးရင်ဆိုပြောလို့ရဟဲ့လား妈妈做饭做的非常好吃妈妈做饭做的 verb 的 adjective နော်非常好吃တိတ်စားကောင်းတယ်နော်အဲ့တော့ဒါကတော့ရှိလို့2ကြီး3ကြီးမှာသင်ခဲ့ဘူးလေ verb 的 adjective pattern အဲ့တော့နောက်ထပ်တစ်ခုက的ရဲ့ရှင်မှာဗာလဲထားလို့ရသေးတော့形容词 adjective တွေထားလို့ရသေးတယ်နော်အဲ့ဒါလေး HSK 3ကြီးမှာပါတယ်ဟဲ့လားနော်累的ပြင်ပန်းဘယ်လိုဖြစ်တော့不想跟别人说话ဆိုတဲ့နေကုန်လုံးလုပ်ပြီးပြန်လာတဲ့အခါကျရင်ပဲဖြစ်တော့ပြင်ပန်းပြီးတော့သူများနဲ့စကားမပြောချင်ဟုတ်လားသို့မဟုတ်累的နော်回到家就睡觉了ပြင်ပန်းလုံးအိမ်ပြန်ရောက်တာနဲ့အိပ်ပျော်သွားတယ်အဲ့တော့ဒီနောက်ကဟာဒီပါဖြစ်သွားတော့ပြင်ပန်းနဲ့နောက်ကဘူးဟီ complement ဖြည့်ဆွတ်ပြီးတဲ့ result ဖြစ်သွားပြီဟဲ့လားဖြည့်ဆွတ်ပြီးတာပေါ့နော်ဖြည့်ဆွတ်ပြီးတဲ့စကားစုဖြစ်သွားပြီဟဲ့လားအဲ့တော့တော်ရဲ့ရှိမှာဘယ်လိုမှတ်ထားမလို့ verb တွေ adjective တွေထားလို့ရတယ်အားကြောင့်မလို့တော်ရဲ့နောက်မှာဘူးဟီဆိုတာ complement ပေါ့နော်အဲ့တော့ဒီလို adjective လေးတွေရှိမယ်သို့မဟုတ်ဒီလိုမျိုးစကားစုလေးတွေရှိမယ်ထားလို့ရမယ်နော်များသောအားဖြင့်တော့ adjective ပေါ့ verb တဲ့ adjective ထားတာများတယ်ဟဲ့လားဒါပေမဲ့သူရဲ့အရှိအဟာကိုပဲမှတ်ထားလိုက်ရတယ်နော်动词形容词的ရဲ့နောက်မှာကျတော့ adjective သို့မဟုတ်ဒီလိုမျိုး phrase လေးတွေနော်phrase လေးတွေစကားစုလေးတွေထားလို့ရတယ်နော်အဲ့တော့ဒါကကျတော့选了一盆的နားလည်မယ်ထင်တယ်နော် okay နောက်ဆုံးတစ်ခုထူးရဲ့的ထူးရဲ့的ကတော့လွယ်တယ်动词သူကကျတော့ verb တွေကိုကူညီပေးတဲ့သဘောမျိုးဥပမာ老师笑了老师ပြုံးလိုက်တယ်ပျော်နေ老师ဘလို့ပြုံးလိုက်တာတော့开心的笑了ဒါဆိုတိတ်开心တဲ့ပုံပေါ့ဟုတ်လားခုနကမဟုတ်ဘူးခုနကပြုံးလိုက်တယ်ဟုတ်လား开心的笑了是吧开心的笑သူရဲ့开心ဆိုတာဒီပါတော့ adjective အဲ့တော့ဒီထူးရဲ့的ကြာပါလေ adjective 的 verb နော်认真的学习同学们学习非常好不如学习咯认真的学习得查理来是你得查理来嘿啦认真的工作努力的工作努力的学习နော်အဲ့ဒါဆိုသုံးလေးကြစကလုံးလေးဟဲ့လား慢慢的走ဖြည်းဖြည်းချင်းလမ်းလျှောက်တယ်နော်高兴的回家表示啥呢အိမ်ပြန်တယ်နော်အဲ့ဒီထူးရတဲ့ကမြန်မာလိုလည်းပြောမယ်ဆိုရင်စွာလို့လည်းပြောလို့ရတယ်ဟဲ့လားအဲ့ဒီနေရာမှာသူကဘာလို့ verb လေးတွေကိုကိုးစားပြုတာ比如说妹妹在学习နော်ညီမလေးကစာလုပ်နေတယ်ဘယ်လိုစာလုပ်နေရတော့妹妹认真的学习ညီမလေးကတေချာလုပ်နေတာပေါ့ပြလုပ်တာမဟုတ်ဟုတ်လား认真的学习တော့ဒီ verb ကိုထပ်ပြီးတော့ရှေ့ကနေကူညီပေးလိုက်တယ်နောက်ထပ် adjective လေးတစ်လုံးနဲ့အဲ့ခါမှာ的လေးကိုထည့်တယ်ဒီခါလေးကြာရင်တော့ဒီ的လေးကိုဖျောက်ထားတာမျိုးလည်းရှိတယ်နော်ဟိုမှာ认真学习လို့ပြောလေးလည်းရှိရဟုတ်တယ်မလားနော်努力工作လို့ဒီခါလေးဒီလိုလည်းသုံးလို့ရတယ်တချို့စကားလုံးတွေနဲ့ပေါ့နော်အဲ့ဒါကကျတော့老师ကမြင်တာအောင်လို့နော်ခုနကပြောသလိုပဲစကားစုလေးတွေဒါ adjective to ရဲ့动词နော် verb ဒီလိုမျိုးလေးပြောထားဟဲ့လားဒါလေးတွေကိုဖြစ်နိုင်ရင်ကို sentence လေးတွေစမ်းပြီးတော့ရေးကြည့်ပေါ့နော် okay အဲ့ဆိုရင်နားလည်သွားမယ်ထင်ပါတယ်တော့တို့ revision summary ပြန်ပြီးတော့ကြည့်ရအောင်နော်ပထမအဦးဆုံးပိုင်းဆောင်တဲ့ဆိုရင်ဘယ်လိုမှတ်ထားမလို့အဲ့တော့သူရဲ့နောက်မှာ noun ရှိရမယ်လို့မှတ်ထားမယ်နော် short ရခံတဲ့ဆိုရင်သူရဲ့အရှိမ verb သို့မဟုတ် adjective အနောက်ကတော့ပိုပြီး complement လေးရှိမယ်နော်ညာတော့အဖြစ်နော် adjective လေးပေါ့နော်ထူးရဲ့တဲ့ကြတော့သူကအဓိက verb ကိုကူညီလာပြီးတော့ support လုပ်ပေးရဟဲ့လားနော်အားကြောင့်မလို့သူက verb တွေရဲ့အရှိမထားတယ်အားကြောင့်မလို့သူရဲ့ရှိမထူးရဲ့ရဲ့ရှိမကြပါလိမ့်ပဲရှိမလို့ adjective တွေပဲရှိမယ်တခြားတွေထားလို့မရအောင်နော်အဲ့တော့ဒီလိုမျိုးလေးအကြမ်းမြင်လေးမှတ်ထားရင်နားလည်မယ်လို့ထင်တယ်နော် okay အဲ့ဆိုရင်ဒီသုံးလုံးကိုနားလည်ပြီဆိုရင်ထုံးစံတိုင်း作业လို့မဟုတ်လားအဲ့တော့作业ကတော့ဒီနေ့တော့ဆိုကတော့လွယ်တာလေးပဲပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဒီထဲမှာစကလုံးအစ်စ်ကလေးလည်းတမင်ထည့်ပေးထားတယ်ပေါ့နော်ဟို HSK စမ်းကြည့်ပဲဖြစ်ဖြစ်စစ်ကြည့်ပဲဖြစ်ဖြစ်နော်ဖတ်စာအုပ်ထဲကဟာတွေနေမဟုတ်ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့သိအောင်လို့ပေါ့နော်စကားလေးပါလေးကြည့်ရခါကြရင်လည်းနားလည်အောင်လို့လားတချို့စကားလုံးလေးထည့်ထားတယ်အဲ့တော့ဒီစကားလုံးလေးတွေကိုဖြစ်နိုင် dictionary လေးအရင်ရှာကြည့်အဓိပ္ပာယ်လေးကိုနားလည်သွားပြီဆိုမှကိုကဘယ်ဟာလေးထည့်ရမလဲဆိုတာပို့ပြီးတော့လွယ်ကူသွားမယ်နော်အဲ့တော့ခုနကလောက်ရှုပြောသလိုပဲဒီဟာလေးတွေကိုဒီထဲမှာလောက်ရှုကတော့ဒါလေးကျင်ငန်းလုပ်တဲ့ခါမှာအကျဉ်းမြင့်နားလည်အောင်လို့
လွယ်လွယ်လေးပဲထည့်ပေးထားပါတော့လျှက်ရှိအောင်နော်အဲ့တော့ကိုဖာတာကိုဖြစ်နိုင်ရင်စောင့်ကြည့် sentence လေးဖွဲ့ကြည့်အနည်းဆုံးတစ်မျိုးကိုတစ်ချောင်းလောက်ဖွဲ့ကြည့်ပေါ့မှာပိုင်းဆောင်တဲ့နဲ့ပိုင်းဆောင်တဲ့ကိုသုံးပြီးတော့တစ်ချောင်းပေါ့နော် training plan တဲ့ကိုသုံးပြီးတစ်ချောင်းထူးရတဲ့ကိုသုံးပြီးတော့တစ်ချောင်းပေါ့နော်အဲ့တော့ဖြစ်နိုင်ရင်တစ်ချောင်းစီတော့ကြောက်ကြည့်လေးနော်ဝါကြလေးဖွဲ့ကြည့်ရင်နော်ကိုအတွက်ပို့ပြီးတော့တိုးတက်နိုင်တာပေါ့နော်好吧，那今天就到这里吧，谢谢同学们，拜拜，我们下一次见。